ပွဲတော်ဖွင့်ပွဲမှာဝိခဲကောရှူလေးပေါ့နော်မနဲ့စိုးရိမ်ထားပြီးတော့ပြင်ဆင်ထားပါဒါလေးရရနဲ့တူတူ performance လုပ်တဲ့ချစ်ဆန်ညီမလေးပေါ့နော်ရတော့အားလုံးတူတူ passage မှာမနဲ့9နာရီခွဲလောက်ပြန်ရောက်နေရပေါ့နော်ဆိုတော့အရင် ED ရဲ့အလွဲလေးနဲ့ဖြစ်နေရပေါ့နော်ဒီလေးပြာလေးပန်းပွင့်လေးရဲ့အဖြစ်တယောက်ဆောင်ပေးရဲ့ crew အပေါ်အမရအရင်တဘောကောင်းတယ်နောက်ပြီးတော့စိတ်လေးရှိတယ်ထဲလက်လေးရှိကြတယ်သူတို့လည်းချမ်းတော့ချမ်းနေမှာပေါ့နော်ဒီလိုတကယ်ဖြော်ပြီးရဲ့အချိန်မနဲ့9နာရီခွဲလောက်ရောက်တော့လီလေးနဲ့ထွက်လာပြီးအချမ်းလေးပြေးသွားတယ်ပြောမှုလည်းကောင်းတယ်ပေါ့နော်ရုပ်တော်တကယ်အမတ်တရားဖြစ်တဲ့နေ့လေးပါပဲအဲ့နေ့လေးရလေပြေဦးလေးကဘန်းဖွဲ့တော်ဖုန်ပွဲကိုဒီတလလုံးလုံးပေါ့နော် January လ4ရက်နေ့အထိပြုလုပ်မှာဖြစ်လို့အားလုံးလည်းလာလဲဖို့ဖိတ်ခေါ်ပါရရှင်ကျေးဇူးပါ